ကဲဒါဆိုရင်မနဲ့အတူတူမွန်တိုင်းဆန်ကိုသွားမယ်မွန်တိုင်းဆန်ကမော်ရောအမြားထိုးထားတဲ့လူဘာပြောမှလဲဟုတ်နော်နားထောင်ကြည့်အောင်ここでちょっと休みましょう。โอเค休みましょうဆိုတာခဏနားလိုက်မယ်နော်မွန်တိုင်းဆန်ကိုသွားလိုက်1番、絵を見ながら質問を聞いてください。矢印の人は何と言いますか ?1 から3の中から一番いいものを一つ選んでください。1番、ကဲဒါဆိုရင်မတော့မြားထိုးထားတဲ့လူကယာဂျီရုရှိဟုတ်နော်ယာဂျီရုရှိနော်ဟီတိုကဘာပြောမှလဲတစ်ကနေ3နေရနေပြီးတော့မှမတော့ရွှေ့ရမယ်ကဲဒါဆိုရင်ပထမနံပါတ်1ကိုကြည့်မယ်ဘာဖြစ်မလဲပေါ့နော်重そうな荷物を持っている人がいます。何と言いますか ?1、手伝ってあげたらどうですか2、どうぞ、手伝われてください。3、お手伝いしましょうかကဲဒါဆိုရင်မတော့ဘယ်လိုပြောမလဲဖြေရမင်းနဲ့ဆိုတော့ဘာရွေးလိုက်လေပြန်နားထောင်ကြည့်မယ်နော်အမနဲ့အတူတူဖြေပြန်တိုက်မယ် 1番、重そうな荷物を အိုမိုဆိုနာနီမိုဆိုဟိုလေးမဲ့ပုံပေါ်တဲ့အထုပ်ပိုးကို 持っている人が အိုမိုတေရိုဟီတိုအားဆိုတာမတော့တည်ထားတဲ့လူကပေါ့နော်လူကရှိတယ်အဲ့တော့လေးမဲ့ပုံပေါ်တဲ့အထုပ်ပိုးကိုတည်ထားတဲ့လူရှိတယ် 何と言いますか ကဲဘယ်လိုပြောမလဲ 1、手伝ってあげたらどうですか တစတာတရားကေတာရာဒိုဒစ်ကကုညီလင်ဘယ်လိုလဲမတော့ကုညီပေးမှာ哦ဘတ်တာရာဤဒစ်ကဘယ်လိုလုပ်ရင်ကောင်းမလဲဟုတ်နော်အဲ့လိုကြီးမဟုတ်သေးဘူးဟုတ်နော်တစတာတဲ့ခရဲတာရာကုညီပေးလိုက်ရင်ဘယ်လိုလဲအဲ့လိုမဟုတ်ဘူးနော်မင်းတို့ 2、どうぞ、手伝われてください。どうぞတစတာဝါရဲတဲ့ခရာဆိုင်ဆိုတာကုညီခိုင်းခြင်းသူကုညီခိုင်းခြင်းခံမှာအဲ့လိုပြောရမှာမဟုတ်ဘူးဟုတ်နော် 3、お手伝いしましょうかお手伝いしましょうかမတော့ဘာဖြစ်မှာလဲသူတစ်ပါးကိုကုညီပေးရမလားလို့ပြောချင်နေစင်မရှောကလုပ်ပေးရမလားお手伝いしましょうかငါကုပေးရမလားmask ကိုဖြုတ်ပြီးရှိ mask ပေါင်းထားတာလဲမတော့နှိမ့်ချပြီးကိုယ့်နဲ့ကိုပြောပြီးတော့မှငါအဲ့ဒါလေးကုပေးရမလားလို့ပြောတော့မလို့အဖေကဆမ်မန်ဖြစ်မယ်နော်ဝိနေစင်ကဲဒါဆိုညီဘဲကိုဆက်နာထောင်မယ်2番、約束の時間に遅れました。何と言いますか ?1、すみませんが、お待ちください。2、お待たせしてすみません。 3、そろそろ失礼します。 ကဲဒါဆိုရင်မတော့ဘာဖြစ်မှာလဲမိနေပြန်နာထောင်မယ်နော်ပြင်ရှင်းပြမယ် 2番、約束の時間に遅 ရာခုစုခုနောကြည့်ခံนี่ချိန်ထားတဲ့အချိန်ကို れました。 โอเคမှာစတာမိသွားပါတယ် 何と言いますか နန်တူရီမတ်ကဘယ်လိုပြောမလဲချိန်ထားတဲ့အချိန်ကိုမိသွားတယ်ဘယ်လိုပြောမလဲ 1、すみませんが、お待ちください。 စမီမဆန်ကအိုမချီခတာဆိုင်အာနာပါနဲ့စောင့်ပါမဟုတ်ဘူးနော်အဲ့ဒါကြီးလည်းမဟုတ်သေးဘူးကိုကနောက်ကြလို့တောင်းမှန်ပါလေ お待たせしてすみません。 အိုမာတာဆက်してစမီမဆန်စောင့်ခိုင်းပြီလို့အာနာပါတယ်အိုမာတာဆက်してစမီမဆန်ဖြစ်မှာပေါ့ကိုကနောက်ကြတာဟိုဒါကြောင့်တော့ဖြစ်ရနိပဲ 3、そろそろ失礼します。 ဆိုလို့ရှိစရေရှင်းမဲဆိုရင်ဘာလို့နဲ့ပြန်มาတော့မယ်ဆိုတာမှနှုတ်ဆက်တဲ့အခါတွေမှာတုံးတာဒါကြောင့်လို့ဖြစ်ရနိပဲဖြစ်မယ်ကဲဒါဆိုရင်တို့ဒီနောက်တစ်ပုတ်ဆက်သွားမယ်ဆမ်မန်ကိုသွားမယ်ဆမ်မန်ကမတော့ဘာဖြစ်မလဲနော် 3番、子供を起こします。何と言いますか 1、早く起きなさい。 2、
もう起こしなさい。 3、まだ寝ていなさい。 ကဲဒါဆိုရင်ဘာဖြစ်မှလဲဒါဆိုရင်မတော့အဖြေက3ဘန်းက4ဘန်းရဲ့3ကမိနစ်စလို့ဘာဖြစ်လားyou know ကဲကလေးကိုနှိုးမှာပါနော်3番、子供を起こします。何と言いますか？ ကဲကလေးကိုနှိုးမယ်ဘယ်လိုပြောမလဲနော်ကလေးကိုနှိုးမယ်ဘယ်လိုပြောမလဲ早く起きなさい。ဟာယာကူအိုကီနာဆိုင်ဆိုရင်မတော့စောစောထဇန်ဟုတ်ပြီနော်ဟာယာကူအိုကီနာဆိုင်စောစောထဇန်လို့ပြောမှာလား 2、もう起こしなさい。 မိုးအိုခိုရှိနာဆိုင်ဆိုရင်မတော့အိုခိုရှိမဲ့ဆိုတာနှိုးတာအဲ့တော့မိုးအိုခိုရှိနာဇန်ဆိုနှိုးဇန်နိုးဇန်လို့ပြောနေမိုးကြီးနဲ့တွဲထုံတာမှားတယ်နော်မိုးဆိုရင်မတော့မရှိတာပြီးပြီးလို့ဘာလို့ဖြစ်ရမှာနော်အဲ့တော့ဒီဘိန်းညမဖြစ်နိုင်ဘူး 3、まだ寝ていなさい。 မာသာနေတိန်နာဆိုင်ဆိုအခုချိန်ဒီအိတ်နေစံဆိုတော့မားတယ်နော်အဲ့တော့ဟာယာကူနိုးလို့ရှိရင်ဟာယာကူအိုကီနာဆိုင်ထဇန်ဆိုတဲ့စောစောထဆိုတဲ့အဓိပ္ပာယ်မျိုးနော်အချိပန်ဖြစ်မယ်ဒါဒါဆိုရင်တို့ရင်နောက်တစ်ပုဒ်ဆက်သွားမယ်ယွန်ဘန်ပေါ့မယ်နော်ယွန်ဘန် 4番、着物を着た女の人の写真が撮りたいです。何と言いますか？ 1、すみません。写真を撮られてください。 2、すみません。写真を撮ってくれませんか？ 3、すみません。写真を撮ってもいいですか？ ကဲဒါဆိုရင်မတော့ဘာဖြစ်မှလဲမင်းလည်းပြန်ရှင်းပြမယ်နော် 4番、着物を着た女の人の写真 ကီမိုနိုခီတာကီမိုနိုဝတ်ထားတဲ့အွန်နာနိုဟီတိုနော်ကောင်မလေးရဲ့ရှာရှင်ဓာတ်ပုံကို が撮りたいです。 ဓာတ်ပုံကိုတူရီတိုင်နဲ့ရိုက်ချင်တယ် 何と言いますか？ ကဲဘယ်လိုပြောမလဲကီမိုနိုဝတ်ထားတဲ့ကောင်မလေးပုံကိုရိုက်ချင်တယ်ဘယ်လိုပြောမလဲ 1、すみません。写真を撮られてください。 စမီမဆန်ရှာရှင်ကိုတူရတဲ့တဲ့ခရာဆိုင်ဆိုတော့ဓာတ်ပုံကိုရိုက်ခံမှာမဟုတ်ဘူးနော်တူရတဲ့တဲ့ဘယ်လိုမပြောဘူး すみません。写真を撮ってくれませんか？ ရှာရှင်ကိုတူတဲ့ခရမဆန်ကဓာတ်ပုံရိုက်ပေးမလားဆိုတော့ဟဲ့ငါ့ကိုဓာတ်ပုံလေးရိုက်ပေးပါလားအဲ့လိုကြီးဖြစ်နေကိုကရိုက်ချင်တာလေနော်ကိုကရိုက်ချင်တာသူ့ဓာတ်ပုံလေးရိုက်ချင်တာ 3、すみません。写真を撮ってもいいですか？ စမီမဆန်ရှာရှင်ကိုတူတဲ့မို့အီဒက်စ်ကဓာတ်ပုံလေးရိုက်လို့ရပါသလားဆိုတဲ့ဆမ်မန်ဖြစ်မှာဒီနော်ကိုကဓာတ်ပုံရိုက်ချင်တာဆိုတော့ခွင့်ပြုချက်တောင်းမယ်ဘက်တဲ့မို့အီဒက်စ်ကဘယ်လိုလို့ရလားအဲ့တိုင်းဖြစ်မယ်နော်ကဲနောက်တစ်ပုဒ်ခေါ်ပန်းကိုတောင်းမယ်ခေါ်ပန်း 5番、デパートで友達へのプレゼントを買います。何と言いますか？ 1、プレゼント用にしてください。 2、プレゼント用にしてあります。 3、プレゼントになるそうです。 ကဲဒါဆိုရင်မတော့ဘယ်လိုပြောမလဲနော် すみません。写真を撮ってもいいですか？すみません。2、5番、デパートで တပားတို့တဲ့ဂုံတိုင်းမှာ 友達へのプレゼントを買います。 သမုဒ္ဒချီရဲ့ no present ကိုခိုင်းမယ်တငယ်ချင်းကိုပေးဖို့ရန်အတွက်လက်ဆောင်ဝယ်ပါတယ် 何と言いますか？ ကဲနန်းတို့ emails ကဘယ်လိုပြောမလဲ 1、プレゼント用にしてください。 present တို့ယောနီရှိတဲ့ခရာဆိုင် present တို့အတွက်သုံးမှာမလို့အဲ့ဒီတိုင်းလေးလုပ်ပေးပါဆိုတဲ့ present တို့ယောနီရှိတဲ့ခရာဆိုင် present တို့သုံးဖို့ရန်အတွက်လုပ်ပေးပါလက်ဆောင်အနေနဲ့သုံးဖို့ 2、プレゼント用にしてあります。
present တို့ယောနီရှိတဲ့အာရီမဲ့ဘတ်တဲ့အာရီမဲ့ဆိုရင်လှုပ်ထားသည်ဆိုမဟုတ်သေးဘူးเนาะလှုပ်ပေးပါဆိုဖြစ်အောင်ကိုအကောင်းတာလို့ プレゼントになるそうです。 present တို့နီနာလို့ဆိုတဲ့လက်ဆောင်ဖြစ်လာမဲ့ပုံပဲ no မားတယ်เนาะဒါကြောင့်မလို့အဖြစ်ရမဖြစ်တာလဲ present တို့ယောနီရှိတဲ့ kura science တဲ့ ichi ပဲဖြစ်ပြီmina ဆင်ပြန်မယ်เนาะကဲဒါဆိုရင်နောက် video file မှာဆက်တင်မယ်mina ဆင် bye bye